ဟာလေးပြဿနာတွေရဲ့အကောင်းဆုံးတိုင်းကိုရင်ဆိုင်လို့အသက်ရှင်ပြီးဆက်ရင်လေကြုံလာတဲ့ပြဿနာတွေရဲ့အနှိမ့်မြင့်ကြမှာခိုင်မာတဲ့ကြောက်ဆောင်ကြီးတစ်ခုမှာအပေးဆိုတဲ့လောကကြီးရဲ့ဝတ္တရားတွေအစင်ဖြည့်စည်းခဲ့သူနိုင်ရပြီကြုံလာခဲ့တာပေါ်အသက်သာအနှိမ့်မြင့်နိုင်မှာဖြစ်ပြီးရဲ့မြတ်တာတွေနဲ့ဒီလိုပဲရှေ့ဆက်အသက်သာနှလုံးသားထဲမှာဖြစ်ပြီးရဲ့မြတ်တာတွေပဲစီးဆင်းနေမယ်အကောင်းဆုံးတိုင်းကိုရင်ဆိုင်လို့အသက်ရှင်ပြီးဆက်ရင်လေကြုံလာတဲ့ပြဿနာတွေရဲ့အနှိမ့်မြင့်ကြမှာခိုင်မာတဲ့ကြောက်ဆောင်ကြီး